ကိုဒီနေ့လိထီသာပကဗလာကားဖွင့်ကြားလျင်တံပြိုင်ပင်တဲ့ယူရီးယားကျိုးမြလှုပ်ယူရုပ်တူပုံမချနတ်ပန်းလာတို့လားကိုရမှန်လိုက်လေအကလည်းပြောစရာမလိုဟုတ်ကဲ့ကျွန်တော်တို့ခင်းနေကိုရတာတွေကချက်တင်အခမ်းအနားတွေဟုတ်ပါဗျာလှပတယ်အဲ့ဒါတော့မြန်မာပေါ့ခင်ဗျာမှန်ပါချစ်တော်မိဘပြည်သူပေါင်းတို့ကိုနှလုံးသားကအပြုံးစကားဘာပြောကြမလဲလို့သောတာနာဆင်းနေပါပြီခင်ဗျာရေဟုတ်ကဲ့ဒီတော့အကိုတို့ကျွန်တော်တို့ကနောက်ဆုံးပုဒ်တညီလေးနှလုံးသားကအပြုံးစကားနာခံကြပါဆိုလားဗျာဟုတ်သောနီလချေစာဟုတ်ကဲ့ကြာရနာနာတာရကမြာညီကျော်စအတီးအစိုးအကနီအလိုကြအေးညမင်းညထိုးတော်တရားကိုမူတီဟုတ်ကဲ့ဗျာဟေးတော်ရမြမမှုမြမအမွေကလေးအချိန်ကြီးယူလာကြတယ်ကလေးတွေကလက်ဆင့်ကအမွေပါဗျာဟုတ်ကဲ့ပါအစိုးအတီအကရှိခဲ့ရကနေနောက်ပိုင်းကျတော့ဟောအစိုးကအရေးအတိဟုတ်ပါဗျာဘာသာကြီးလေးရပေါ်ထွန်လာတယ်ဟုတ်ပါဗျာဘာသာကြီးလေးရကတခုနဲ့တခုအိုးအကနီအလိုရအေးညမင်းညထိုးတော်တရားကိုမူတီအနုစိတ်ချင်းမှတမယဒုက္ခတီကိုယ်ပိုင်မလို့တမချောင်းနဲ့တွေးမနှောခဲ့ကြပြုစရာအသွင်သည်ဟုတ်ကဲ့ဗျာတတိပြုစေခြင်းဒီကောင်းလိုက်တာဗျာကိုအမွေကိုကိုမမေ့ပါလို့ရမွေဆိုတာပြည့်လို့မရပါဘူးခင်ဗျာဟုတ်ကဲ့ဗျာဟုတ်ကဲ့ပညာပြောက်ရင်လူမျိုးပါပြောက်တတ်တယ်ဗျာမှန်ပါမှန်တယ်ဗျာမြမမှုမြမဟန်မြမအကလမြမရည်ကျင်းမှုတွေဟုတ်ကဲ့ဒါတို့ရဲ့ကိုပိုင်ဟန်ကိုပိုင်တီထွင်ကြံစမှုနဲ့ပေါ်ထွန်းခဲ့တာဟုတ်ကဲ့မှန်တယ်ဗျာဟုတ်လားဗျာဟုတ်ကဲ့ဟုတ်ပါဟုတ်ကဲ့မရောရှက်ဘူးဗျာစီးမယ်ပကမ်းမယ်မဟုတ်ပါဘူးခင်ဗျာမြမမရင်ပကံဖေးဖူးမှုရမယ်တဲ့ဟုတ်ကဲ့မြမမရင်မြမစပွဲကြည်မှုရမယ်ဆူရိုးစကားတွေရှိကြပါလေခင်ဗျာဟုတ်ကဲ့ဗျာဒါကြောင့်မတိန်ကိုစီတတိပေးတဲ့ဟောမမေ့စေခြင်းမြမဇက်တယ်ဗျာဟုတ်ပါကောင်းလိုက်ပါဗျာမမေ့ရအောင်ပေါ့ဗျာခေဆက်ဆက်ကြိုးစားခဲ့ကြတယ်ဟုတ်ကဲ့တပည့်အတွက်တာဝန်တွေထမ်းဆောင်ခဲ့ကြတယ်ခေဆက်ဆက်ဖိုးဖိုးကြီးတို့လက်ထပ်ခဲ့ရတယ်နော်တော်တို့ရဲ့အကိုတွေစီနီယာတွေအခုတော်တို့ရဲ့လူငယ်တွေရဲ့ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရတော့အချိန်ဟုတ်ကဲ့အဲ့ဒါကြတော့ကျွန်တော်တို့လည်းမျိုးနဲ့ရုံးနဲ့အမှုပညာကိုထိန်းလာခဲ့တာကိုမိုးရီးဟုတ်လားကျွန်တော်ကိုကြီးဆိုလူရှင်တော်ဘယ်လိုကျွန်တော်ဆိုလူရှင်တော်ကျွန်တော်ညီမလေးဆိုမင်းသမီးကျွန်တော်ညီလေးဆိုရင်မင်းသားကျွန်တော်ညီအငယ်ဆုံးဆိုလို့ရှိရင်လူရှင်တော်မျိုးနဲ့ရုံးနဲ့ပါဗျာမျိုးနဲ့ရုံးနဲ့ကျွန်တော်တို့တွေမျိုးနဲ့မဟုတ်ဘူးကိုရဲ့တွက်လက်ဒီလိုလဲမျိုးနဲ့တွတ်တူမလေး73နှစ်မျိုးလေးနဲ့ဘုရားဘေးဘေးချာဘေးဘေးတကယ်ကြီးအဲ့ဒီကိစ္စငါနဲ့ဘလို့မှမဆိုင်ဘူးမတူရတဲ့မျိုးပဲတကယ်ကိုရည်ရွယ်ချက်ကောင်းအတိတ်ပဲကောင်းတဲ့တင်ဆက်တဲ့အစီအစဉ်ကြီးဗျာ channel ကြီးရဲ့စေတနာပြီးတော့ကျွန်တော်တို့ရဲ့ဥဆောင်ဥရပြုသူလူကြီးမိဘဆရာသမားတွေရဲ့စေတနာဟုတ်ကဲ့ဗျာနော်တကယ်တပင်းကိုမျက်နှိုးတဲ့စိတ်တပင်းကိုချစ်ခင်တဲ့စိတ်တကယ်တန်မိုးထားတဲ့စိတ်ကြီးနဲ့တင်ဆက်ကြတယ်ဟုတ်ကဲ့ဗျာတကယ်ကိုရှင်လေးကနေလိုက်လိုက်လိုင်းလေးနဲ့တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ကာရဝါလည်းပြုပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာတကယ်မြမရင်ချင်းမှုကိုထိမ့်သိမ့်တဲ့ပွဲတော်ကြီးမှာဒါအောင်စုခုလိုတတော်တနေရာကနေပါဝင်ပြီးတော့ဖြောပြတင်ဆက်ခွင့်ရတဲ့အတွက်တကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကဲဟုတ်ကဲ့အခုပြောပါကိုပြောပါဘာဖြစ်လို့ဘာပြောနေရလဲခလေးကိုအဲ့လိုပြောကြိုက်ဘူးတော့ငါတကယ်အဲ့လိုပြောတယ်ပြောကိုကျွန်တော်တို့လူရှင်တော်နည်းနည်းရှော့မယ်ဘာဖြစ်လို့လဲကိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုမင်းသားကြတော့တယောက်တည်းထွက်ကားတဲ့အခါကျတော့မကြရတယ်နေတာမဟုတ်ဘူးဟုတ်ပါဘူးအများကြီးပဲဟုတ်တယ်လူရှင်တော်ကနည်းနည်းများနေတဲ့အခါကျတော့သူတို့ပေးဖို့ဝိုးဝါဒဖြစ်နေတယ်
နော်အဲ့ဒါဒီလိုလုပ်လိုက်ကျွန်တော်မြတ်မြတ်တလူရှင်တော်ရှော့ပေးမယ် ဘယ်လိုလုပ် ဘယ်နှစ်ယောက်ရှော့ ဖေးဥပုဒ်ဒီအထဲခဏဝင်ပြီနော် ဟုတ်ကဲ့ခဏ ကို စေ ရွှေသွေး ခင်ဗျာ အထဲခဏဝင်ပြီ တို့ နော် တွေကဝင်ပေးရ ကျွန်တော်နည်းနည်းလေးလူညိမယ် ရှော့ပါ ဖြစ်နိုင်ရအကုန်ဝင်လိုက်သမ်းပါအဲ့ဘက်က ဟာ မင်း ဒီဘက်ကဖြစ်နိုင်အကုန်ဝင်လိုက်သမ်းပါ မင်းကြတော့ ကျွန်တော်ပဲနေကြလိုက်မယ်လေ ဩ ဒီလိုလုပ်လေ အမနဲ့ သူ ပါ ကြောင့်ဘာပဲဒီလိုပဲဖြစ်ပြိဿကစေတနာရှိပြီးသားသူတို့ကမတို့ညီမတို့ချကျင်တဲ့စုအရေးအတွက်ကိုယူလိုက်ဒီပုံမှာကျဲလိုက်ကျွန်တော်အကုန်လူကြမယ်လေ ဒီလိုရှိပါတယ်ကွာတို့စုပေးခြင်းပါတယ်ဒါပေမဲ့လူရှင်တော်တွေသုံးတဲ့ပတ်စံမပေါ်သေးဘူးတဲ့အဲ့ဒါကြောင့် ကဲကလေး ဟေး ကြောက်တိုင်း ဖေး မဲ ရဗျ မင်္ဂလာပါခင်ဗျာ မင်္ဂလာပါတိုင်း တကယ်သားဘဝမှာတကယ်ကိုမျောလင့်မထားတဲ့တကယ်ဟိုဘယ်လိုပြောမလဲမျောလင့်မထားတဲ့အရာမျိုးဒီလိုတကယ်လေးစားရတဲ့အားကြတဲ့တကယ်အဖေတို့နဲ့တူတူကားဖို့တူတူဆိုတာနော်တကယ်ကြုံတော့ကြုံခဲ့တကယ်ပါ တားကိုလာပြီးဝင်းရတာလေတားလည်းချစ်လို့ ဟုတ်ကဲ့ နော်ကဖိုးချစ်ကိုလည်းချစ်လို့ ဟုတ်တယ် သူ့ရဲ့အစီအစဉ်မူလေးတွေနဲ့နော်ကျွန်တော်တို့ရဲ့တပင်အစည်းအရုံးဥက္ကဋ္ဌကဖိုးချစ် ဟုတ်ကဲ့ လူပင်ငယ်တော်လဲလူငယ်ဟုတ်တော့ပါ ဆရာဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဖေးထားတဲ့သားမေးပါအောင်မေးဖေးနဲ့လည်းမတွေ့တာကြာပြီဖေးအိမ်လည်းမရောက်တာကြာပြီ အေး ကြီးပါလေးရောနေကောင်းလားဖေး အားကောင်းတာပေါ့ကွာငါကြီးမလေးကမင်းကိုအမြဲတည်းရ အာတော်လာပြောပေးငါရှိရတာတော့ तू အဲ့လိုဖြစ်နေတာမကြောက်ဘူးလား ဒီကောင်တကောင်နဲ့လည်းစိတ်ညစ်ပါတ ငါ ယ် ရှိတာလို့ ပြစ်နေ ဘာပြောနေပြောလို့တာအိုးဘယ်လိုမှမ ဟောရှုံးပါ အဲ့ဒီကောင်ကလေထွက်လာတဲ့ကမိန်းကလေးလိုကြီးပဲဟိုပြောလို့တော့ယောက်ျားဘေဘီတက်တက်အဲ့ဒါမျိုးငါတို့မကြိုက်ဘူးသိလားမလို့ ဟို မတကယ်သားလေးကိုမမ သူကတမျိုး ချက်သားလေးကိုမနာလို့ဖြစ်နေကြတာ ဘာဖြစ်လို့လဲချက်ချက် သားလေးချောတဲ့လှတဲ့အပေါ်မှာမူတည်ပြီးတော့ပြိဿတွေဆုချလာလေ ဟုတ်ကဲ့ ကိုလိုငဖောင်ဦးကြောင့်လို့ဘယ်သူကဆုချမလဲဒီလိုမျိုးကီလို300ကျော်နေတာဘယ်လိုဆုချမလဲ ဟုတ်တယ်ချက် သားလေး ဟုတ်ကဲ့ အရန်ချောအလိုင်းအရန်လှ ကျေးဇူးများတင်ပါ အဲ့ လေ လိုချောချောလန်းလန်းမျိုးသားသမီးလေးတွေအဖေဥဒိန်ညို့မလိုချင်ဘူးလား ဟာလိုချင်တာပေါ့ဗျာ လိုချင်ရင်အဖေဥဒိန်ညို့မိန်းမကိုအောင်စမှုအဖေပေးလိုက်ပေါ့ မခေါ်နဲ့သူကသူတော်ထိမ့်မနိုင်သိမရဖြစ်နေ ဖေးမင်္ဂလာပါခင်ဗျာ ဟောမင်္ဂလာပါဗျာမင်္ဂလာပါ ဖေးတင်ရွေ ဗျာ မင်္ဂလာပါဖေး အာမင်္ဂလာညချမ်းပါဗျာ ကျေးဇူးတင်တောက်ကိုလာပြီးခုလိုပန်ပိုးပြီးတာဆုံးရှောက်ပြီးတာတကယ်ခါတော့ပြုပါတယ်နော်ဖေးကြီးတို့ကျေးဇူးများတင်ပါတယ်ခင်ဗျာကဲ ကျိုးသားကသား ဖေးရွှေသေး တာရဲ့အောင်လို့လေ မင်္ဂလာပါနော်ဖေး အားကြတယ်ဗျာ ဘာဖြစ်လို့လဲ ပြောတော့ဂုံလဲယူတယ်ဟောဟာဒီအောင်သဘူတယောက်ကျွန်တော်တို့လမ်းထဲကမင်းအောင်ဆိုတဲ့ကောင်တယောက်ဟာကျွန်တော်တို့ကအားကြတာ မြင့်အောင် အာမောင်မင်းအောင်လဲလေ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင်ဟောစားတော့ဆိုင်မှာဝေတာလုပ်ပြီးဒုတိယနေ့တက်နေတာဟုတ်ဆိုင်မှာငါသွားစားတော့ငါဘေးတော့မဇွန်းနဲ့ခင်းနဲ့ကိုင်းပြီးသူကလာပြီးတော့ဝင်းဆောင်မှုပေးနေတာ ဟုတ်လား ဆိုင်နဲ့ဇွန်းချွင်းကနေလဲကြပါအကဲမကောက်ပါနဲ့တဲ့ရောဒီဇွန်းလေးနဲ့ဆက်ပြီးသုံးဆောင်ပါတဲ့ တိတက်တာ ဘယ်ဝင်းဆောင်မှုကောင်းလဲကို ဟုတ်တယ် ငါလေးကြည့်လိုက်ကောသားရင်သူ့ဘောင်းပီချမ်းမှာကျိုးဝါလေးကထွက်နေတာလာပါအောင်ကွာလို့မင်းအဲ့ကျိုးဝါဘာလုပ်တာတော့လို့ဒီလိုပါအကဲရဲတဲ့ဒီကျိုးဝါကိုဆွဲလိုက်တဲ့နဲ့ကျွန်တော်တို့အပေါ်ခင်းသွားတဲ့အခါဖြက်ခနဲ့ဆိုပတ်ခနဲ့အရန်တဲ့အော်တိုနဲ့မထိမကန်ရဘူးဆိုတော့ကျမ်းမာရေးအတွက်လည်းအထောက်အကူပြုတာဗောတဲ့ ဒါပေါ့ မင်းဟုတ်ကားလို့မင်းဆွဲလိုက်တဲ့နဲ့အော်တို အော်တို လက်နဲ့မထိမကန်ရတာတော့ဟုတ်ပါပြီလို့ဟိုအပေါ်ခင်းသွားပြီးတော့ပြန်သိမ်းတဲ့အခါလက်နဲ့မထိမကန်ရပဲမင်းဘယ်လိုသိမ်းတော့လို့သူမဲတော့မသိဘူးတဲ့ကျွန်တော်တို့ဇွန်းနဲ့ကော်ပြီးထိုးသွင်းတာပဲတဲ့ အဖေဟိုအိုက်စာလေးမြို့ပြောပါလားဒီသွားကြတာ ဖေးမင်္ဂလာပါခင်ဗျာ ဟုတ်ပါဗျာ ကဲလေးဝချင်း သားရေ မင်္ဂလာပါခင်ဗျာ မင်္ဂလာပါဗျာနော်အောင်စပူလေးတကယ်ကြက်တည်ရှိတဲ့နာမည်ကအောင်စပူကျွန်တော်လည်းဒီနေ့ကစားပါနာမည်ပြောင်းမယ် ဘလို့ပြောင်းလဲ ဝိုင်းစပူလို့ ဟာမလုံနေ ငါမပြောဘူးလေမင်းကုန်မင်းပဲမင်းကမင်းကုန်မင်းပဲဆုံးပြန်တယ် မင်္ဂလာပါဗျာ ဟုတ်ကဲ့ဗျာဝိုင်းစပူလည်းရှိတယ်နော် ဟုတ်ကဲ့ချစ်ချစ် ညီလေးအောင်စပူ ကြိုးစားမယ်နော် ချောလို့ရမ်းလာလို့တော်လက်မစဉ်းစားကြည့်လဲငါနဲ့နိုဘယ်လိုင်းနဲ့ညားရင်အောင်စပူလိုမျိုးရုပ် ဟုတ်မယ် မင်းနဲ့ဘဒူနဲ့ဒီကမလေးလား နိုဘယ်လိုင်းနဲ့ညားရင်အောင်စပူလိုရုပ်မျိုးမွေးနိုင်သလား ဟဲကြည်သားမအောင်တောင်းအောင်ဟဲ့နေသူ့ရတာတောင်းအောင်မဟုတ်တော့ဖုတ်ကိုအားသေးကျွေးတယ်လို့ပဲနော် အဲ့တော့ခုစနာငါနဲ့အာကာနဲ့ညားသွားရင်ရောအောင်စပူလိုမျိုးမွေးနိုင်လား မဆိုင်ဒီလိုပါစေချစ်ချစ်မင်္ဂလာပါခင်ဗျာ တူနိုင်စီလားဟိုကမင်းသားမျက်နှာနင့်မျက်နှာကြည့်ပါဦးကလမပေါင်ကျန်သတ္တနာမှန်ထားတဲ့မျက်နှာမျိုးနဲ့ ဘိုးမင်းမပါဘူးကို ကဲတွေ့လေ အိုက်ရှာ
အောင်ရင် မင်းသား ဘလို့အောင်ကြီးလေ မင်းသား ဟုတ်ကို သူ့နာမည်တေးချခေါ်မင်းသား ဘာဖြစ်လို့လဲကို အဲ့ဒါ तू ကလူရှင်တော်နာမည်ဒါတွက်လက်ဆိုရင် တွဲတွဲလိုက်လဲမိုင်းနေတွဲလက်ဒီတဘာမတာအောင်ရင်နဲ့အဲဒီတဘာမတာထွေး ဟောတူတွေစင်းတော့ဗျာ မင်းသားရှိရတယ်ဘလို့ကြော လာလေပိတ်တယ်မမမိပါတော့လေပါတွဲတွဲလိုက်လဲမိုင်းနေတွဲလက်ဒီတဘာမတာနေတော့ဒီတဘာမတာထွေး ဟေး ဘာလဲ တွက်လက် ဘာလဲ မင်းနာမည်ဘလို့ခေါ်တာ အကုန်လုံးသိပါပြီဘာလို့ပြော မသိတဲ့လူရှိတယ်ပြန်ပြောလိုက်စမ်းပါ အကုန်လုံးသိ ပြောလိုက်ပါပြန် တွဲရင်တွဲလိုက်ရင်သူများတဲ့ကစားတောက်နေတယ်အနောက်မှာလည်းမင်းသားရှိတယ် ပြီးသွားပြီအကုန်ပြီးတော့ဟာမင်းကိုပြောရင်ငါမျိုးပြန်မျိုးချပလိုက်ပြီ တွဲရင်တွဲလိုက်ရင်လည်း ညစ်ပတ်တော့ဗျာခင်ဗျားတို့ကဲကိုကြီးကျိုးတော့မယ်ဗျာ ကျိုးတာလေ ဘက်ကကိုစုပါ ဘူလေဘူလေဘူလေ စပူလေး ဟာနှစ်ပါးဝင်တို့ဟိုနကနာလာကြည့်ရတယ်လို့ဖြစ်နေ ဘာဖြစ်လို့လဲ မအချောက်တွေပဲဖြစ်ကုန်တာ မဟုတ်ဘူးအဖျားဆုပ်ပြီးခေါ်တာ ကိုကြီးမင်္ဂလာပါခင်ဗျာ မင်္ဂလာပါမင်္ဂလာ ဒီဘက်ကကိုစုမကျော် မောင်ရေ ပြောပါဦး ဖေစပူကြောမလဲကျမနာမည်များရတယ်ကျမကျလာမချင်းသားပြကျကျမတဘာတော့ ရှူ တဘာကြာရဒီလို့ကျမလာမချင်း ဟုတ်တယ်လေအောင်သဘူးကလည်းနံပါတ်လေးပါလေတော့လူရှင်တော်နာမည်တော့သိမှာပေါ့နာမည်ကစမိုးကြောင့်မဟုတ်ဘူး ဘာဖြစ်လို့လဲချစ်ချစ် ဝိုင်းဝိုင်းလေ ဝိုင်းလေလာဒီဘက်လာ မင်္ဂလာပါကိုကြီး အေး ကိုပြကျိုးသားကြမယ်ဗျာ အောင်စပူလေးကိုကငါပြောတယ်ငေးနေတယ် ဖုန်းလေးဖျားလေးအားပေးလို့ရရနော် ကဲကိုကြီး ယေ အားလုံးပဲမင်္ဂလာပါနော် ပါတယ် ဘက်ကမကြီးတင်လား ဟဲ့ကပြောင်းမြန်ကြီး ဟောတကယ်ပြောတာလားကြောင်းပြချက်နေဆိုတာတကယ်ပြောတာအဲ့စွချပလိုက် ဟဲဘာဖြစ်နေတာလဲလို့ မင်္ဂလာပါခင်ဗျာ မင်္ဂလာပါမောင်လေး ဒီဘက်ကမကြီးကျွန်တော်ရဲ့မမရှူဝင်းမောင်မမကြီးမမကြီးဆိုတော့တော်လို့ကြောက် ဟာဘယ်နဲ့လူ ဝေး ကြီး ဝေးနေမင်းသားသွားမလုံးနဲ့သူ့ဟာသူသွားမဲ့ကိစ္စကိုမင်းသားလုံးလို့တော့ကြနေသေးတယ်ဖြစ်တယ်ဦးမယ် သူကသူကိုကြွေကျင်နေတဲ့ကိစ္စကိုသွားသူ အောင်စဘူး ဘာဖြစ်လဲကို တာခုတာဟိုဘက်ကမမဘလူးခေါ်လို မ က် မရှူဝင်းမောင်လေတားတဲ့အတူတူဖေချင်ပြဇက်ကဟိုတင်မေးတာလေမမရှူဝင်းမောင်တာကလေး ဟို तू ကလေး ကလေး တဘာ ဟာရပြော ဟိုမင်္ဂလာပါခင်ဗျာ မင်္ဂလာပါမောင်လေး ဒီဘက်ကတယောက်ဖွေးလော့ ဟိုမှာခေါ်နေတယ်နေငါ့ ပြဇက်တွေပြန်ကနေရ မခေါ်နေ မင်းအကျွေးမပေးရသေးလို့တဲ့ မနဝင်လိုက်ခင်ဗျာမိုက်လေးပြလေပေါ့ ဒီကောင်မလေးအကြီးကြီးပဲအဖက်ကုန်မပါ ညီမလေးကမဟုတ်ညီမလေးကမင်းသားခေါ်ရင်တအားတအားမရှိနဲ့ကိုကမိန်းကလေးကိုကရင်ရင်ကျင်းတယ် အဲ့ကဘာလို့ ညက်လုံး မဟုတ်ဘူးညီမလေးနိုဘယ်လိုင်းရှက်နေတာမင်းသားခေါ်လိုက်တော့ तू ကပြန်ထူတာမွေမျက်နှာလေးနဲ့အောင်သဘူးရဲ့ ပြောကြပြီတွေ့လား မင်းစနေမင်းစနေ မင်္ဂလာပါကြီး မင်္ဂလာပါမောင်လေး ကဲကိုလူကြီးကျိုးစားကြမယ်ဗျာကျိုးစားမယ်ဒီနေ့ကတော့ဆရာသမားတွေနော်တော့ရဲ့ဆရာအကိုဆရာမြုပ်ရှင်မနာကိုဖို့ချစ် ဟုတ်ကဲ့ ချစ်ချင်းပြီးတော့ဆရာမန်ပန္ဒရာဦးမြင့်သိန်း ဟုတ်ကဲ့ ဆရာမြန်မာစာဦးရှန်ထွန်း မှန်ပါ ဆရာဦးပြေဝပန်းဝေသည် ဆရာတွေပါ ကျွန်တော်ဆရာကိုဝေစင်ပြီးတော့ကျွန်တော်ရဲ့ဆရာကိုချနိုးတို့နော်အားလုံးတူတူကနေတင်ပိတ်ထားပြီးတော့ဒါကျိုးစားကြတာကပြကြတာက ဘယ်လိုများလဲ ဒီလိုလေးပါတယ်ခင်ဗျာ ကြား ကြ ပါ ည့် လေ နေရတယ်ညီအောင်ရင် တပင်းပညာနော်ထပွင့်လဲလို့လားအလားဆုံးပါရဝင်းဖြစ်စေဖို့ရာ အမ အပီရသူများရဲ့လက်ခုပ်တံမျိုးနေရှာအောင်စဘူးရွှေမင်းသားလေးထားလိုက်လေကျူလာလို့နေ အောင်လို့ပြောတာလေ ပြီးအောင်ခင်ဗျာထားလိုက်လေကျူလာလို့နေ ဟုတ်ပါဗျာ မ လာပြီဝိုင်းတော်သားနေနေလားအောင်သဘူတဲ့လေခလေး ဟေး လာလိုက်တာလေလေ အောင်စုလို့ဆိုပါလားလို့ကလေးလာတယ်လို့